အလုံးပဲအဘရဲ့ကိုနေရတော်သမီးတွေစေဤကြမောချင်းကိုဤကြမောချင်းတွေပြီးဆုံးပါစေလို့အဘကဆုမကောင်းတောင်းပေးလိုက်ပါတယ်ကွနော်ဒါပေမဲ့အဘစကားကိုနားမလည်တဲ့လူတွေကိုအဘတပည့်ထလင်းနဲ့ပြောဆိုပြီးပါလိမ့်မယ်ကွနော်ဟုတ်ကဲ့နော်အားလုံးပဲဘာရဲ့ခုနှစ်ရက်သားသမီးရဲ့အားလုံးပဲစိတ်ကြမ်းမှခြင်းနဲ့ကိုယ်ကြီးကြမ်းမှခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်တို့ဦးရှေ့ဘက်ကဆိုရင်ကျွန်တော်တို့2-5နှစ်ဆိုတဲ့ကဏ္ဍကိုအောင်မြင်နဲ့ကျွန်တော်အဘကဒါအောင်မြင်နဲ့လုပ်ပြီးခဲ့တယ်ပေါ့နော်လက်ရှိဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဒါ895ဆိုတဲ့ကဏ္ဍကိုထပ်မှန်ပြီးတော့အောင်မြင်အောင်လုပ်ပြီးခဲ့တယ်ကျွန်တော်တို့အခုလက်ရှိတရက်တလာပိုင်းမှာတွေ့ရှိမဲ့ကဏ္ဍကိုကျွန်တော်တို့ဘက်ကပြီးတော့အဘကပြီးတော့နော်ဒါအဘရဲ့9ရက်သားသမီးတွေကိုအောင်မြင်နဲ့လှုပ်ဆောင်ပေးလိမ့်မယ်ကျွန်တော်ပြောချင်တာပေါ့ဗျာအဘရဲ့ဒါမူရင်းအကောက်ကလေးကိုအပေါင်းလေးတွေအသေးလေးဟာလားရှယ်မူရှယ်ရလေးတွေနဲ့အားလုံးကိုလှုပ်ပေးသွားကြနော်တကယ်အဘကိုယုံကြည်ပါတယ်တကယ်အဘကိုအားကိုးပါတယ်ဆိုရက်နော်ဒါအဘရဲ့9ရက်သားသမီးတွေရတာအဘကိုဖုန်းတိုင်းရခေါ်ဆိုပေးပါဒါခေါ်ဆိုရမယ့်ဖုန်းနံပါတ်ကတော့6893341990ဆိုတဲ့ဖုန်းနံပါတ်ကိုပဲခေါ်ဆိုပေးဒါမဲ့တခုရှိတာကအဘရဲ့9ရက်သားသမီးတွေနော်လိုင်းပေါ်မှာအဘတို့အတူရောင်တွေရှိတဲ့လူတွေရှိတယ်အများကြီးပဲအဲ့ဒါလေးကိုတော့ဒါအဘရဲ့9ရက်သားသမီးတွေကဒါတတိလေးတော့ထားပြီးပါဗျာနော်ဒါအဘရဲ့မူရင်းအကောက်ဖြစ်တဲ့ဒီဖုန်းနံပါတ်ကတော့ဒါအဘရှိကိုတော့ကိုယ်တိုင်ကိုကြတာတချို့ကြတော့လည်းမလာတတ်ဘူးဗျာနော်တချို့ကြတော့လည်းကိုယ်တိုင်ကိုကြလာပြီးတော့ဒါအဘရှိမှာခဏနေတောင်းကြတယ်တချို့ကြတော့လည်းဒါတထေးတွေဆိုရင်တော့လည်းဒါခဏတော့မဟုတ်ဗျစီးပွားရေးလူမှုရေးအစားသူတို့ရလာပြီးတော့အဘရှိမှာဒါရေးတရားပုံစံမျိုးလေးနဲ့ခြေပေးကြတယ်တချို့ကြတော့လည်းခဏတောင်းကြတယ်ပေါ့ဗျာအခုဒါပေမဲ့အခု line ပေါ်မှာအဘရှိကိုကိုယ်တိုင်ကိုကြလာရောက်ပြီးခဏမှတောင်းတက်တဲ့လူတွေကိုအဘရင်ပြီးတော့ဒီဖုန်းနံပါတ်အတွက်ကိုချပေးထားတာဒါ6893341990ဆိုတဲ့အဘရဲ့ဖုန်းနံပါတ်ကိုဒါဆက်သွယ်ပေးဒါယုံကြည်မှုရှိပါအဘရှိကိုဆက်ပါယုံကြည်မှုမရှိရင်အဘရှိကိုလုံးဝမဆက်ပါနဲ့ဒါကြော်သွားလို့ရပါတယ်ကဲအားလုံးပဲနော်အဘရဲ့9ရက်သားသမီးကြီးနော်တရက်တလာပိုင်းမှာထွက်ရှိမဲ့ခဏန်းကိုနော်တကယ်လိုချင်ပါတယ်တကယ်ပေါက်ရှင်တို့အခက်ခဲတွေကြုံတွေ့ရတယ်ဟာလားလူတွေရှိရင်အဘကိုဖုန်းခေါ်ဆိုပေးဒါကျွန်တော်ကအဘရဲ့တပည့်ရင်းဖြစ်တဲ့ဦးထိန်လင်းဖြစ်ပါတယ်အခု895မှာလည်းထပ်မှန်ပြီးအောင်မြင်အောင်လုပ်ပြီးကြတယ်လို့တရက်တလာပိုင်းမှာလည်းထွက်ရှိမဲ့ခဏန်းကိုလည်းအဘရင်လှုပ်ဆောင်ပေးမှာနော်အဲ့တော့ကိုအဘရဲ့9ရက်သားသမီးတွေရိုင်းပြီးတော့စိတ်ချမ်းသာတာနဲ့ဟာလားပျော်ရွှင်နဲ့နေနိုင်အောင်အဘရင်မျိုးထပ်မှန်ပြီးတော့တရက်တလာပိုင်းအတွက်ကိုထပ်မှန်ပြီးတော့လှုပ်ဆောင်ပေးမယ်အဘရဲ့သားသမီးတွေရတဲ့ဒီဖုန်းနံပါတ်ကိုပဲတိုက်ရိုက်ခေါ်ဆိုပြီးခဏန်းကိုတောင်းယူလို့ရတယ်နော်ကဲအားလုံးပဲနော်အဘရဲ့9ရက်သားသမီးအဘရဲ့ဗီဒီယိုဖိုင်ရှင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနားမှာရနာမယ်လို့နော်